မင်္ဂလာပါဒီသတင်းကတော့ထိုင်းမှာရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားတွေအတွက်အရေးကြီးတဲ့သတင်းပါအဲ့ဒါကဘာလဲဆိုတော့လက်ရှိတကြံကာလကိုထိုင်းမှာရောက်နေတဲ့ရွှေပြောင်းလုပ်သားတွေရဲ့အိမ်ပြန်ဖို့အတွက် Re-entry ဆိုတဲ့ဒီအိမ်ပြန်တော့မထုပဲနဲ့ပြန်လို့ရတယ်ဆိုပြီးတော့ထိုင်းအစိုးရကကြေညာပေးမယ်ဆိုတဲ့သတင်းကိုလည်းမနေ့ကတက်လာတွေ့မှာအားလုံးဒီသတင်းထွက်လာတာအဲ့တော့ဒီပေါ်မှာတချို့တွေကြတော့ခက်ပေါ်ပေါ်ပဲတွက်လိုက်လုံးဝမပေါ်ပါနဲ့အင်မတန်အရေးကြီးပါတယ်လက်ရှိထိုင်းမှာရောက်နေတဲ့လူတွေ passport visa တက်တာမတိုးရသေးပါဘူးအမှန်တကယ်ဆိုရင်စာအုပ်မရှိတဲ့လူတွေတာလျင်တန်ယုံရဲ့ခွင့်ပြုချက်နဲ့တန်ယုံကထုတ်ပေးတဲ့ passport ကိုရှောက်ပြီးတော့ဒါဒီ visa ကိစ္စကိုဆောင်ရမှာဖြစ်တယ်လက်ထဲမှာ passport ရှိပြီးသားလူတယောက်ကထိုင်းမြန်မာတန်ယုံကခွင့်ပြုချက်ကိုရပြီးမှဒီထဲကို visa ထည့်ရမယ်ဆိုတဲ့ပြဿနာကဒါကတီးတဲ့ကိုရုံမှန်ထားတယ်ဘာကြောင့်ရုံမှန်လဲနံပါတ်1စားခွင့်တောက်ခွင့်နှစ်ဖက်လုံးမှာဒီဟာအတွက်ဝင်နေဖမ်းနေကြတယ်လူတယောက်ကို100 200ပဲမြတ်စားအောင်လူဦးရေတန်းနဲ့ချင်းကြီးတယ်ဘလောက်ငွေပမာဏလိုက်ခေါ်မယ်အဲ့ဒီအတွက်လူနေကြတယ်ဘလုံးမဖြစ်တဲ့ကိစ္စဒါအောင်လည်းထိုင်းဆိုရကရှင်းရှင်းပြောရရင်အခုဒီပြက်သားဆိုတာရက်တည်မှုမရှိဘူးအမှန်တကယ်ဆိုဒီကိစ္စနဲ့ပတ်သက်လို့ပြက်တသားအလုပ်သမားတွေဘက်ကရက်တည်ပေးရမှာဘာမှအကြောင်းမင်းတို့ထုတ်ပေးထားတဲ့ passport ရှိတယ်ဟုတ်တယ်ပေးမြတ်ဆိုရော့အင်းတော့သွားပြီးပြီဟုတ်တယ်မလားဘာမှတန်ရုံကခွင့်ပြုချက်ကိုတောင်းเสียအကြောင်းမရှိတဲ့အရာကိုဒီတန်ရုံခွင့်ပြုချက်ရမှာရှင်းပြောရင်စစ်ကောင်စီရဲ့ခွင့်ပြုချက်ရမှာဆိုတဲ့ဟာကိုညှိရဲ့နှိုင်းရဲ့လုပ်နေတာဒီဖေဖော်ဝါရီလ23ရက်နေ့မှာတက်တန်းကုန်တဲ့လူတွေအမှန်တကယ်ကြိုပြီးတိုးရမှာအခုထိတိုးလို့မရဘူးအဲ့ဒီတွိုင်းလာရင်မှခက်ခဲတယ်နော်သူတို့ခွင့်ပြုချက်တဲ့နေနေတဲ့နေရာပုံစံဖြစ်နေတယ်ဒါကြီးကရုပ်ပြက်တဲ့အရာတော်တော်ရုပ်ဆိုးအကြီးတန်းတဲ့အရာနော်တကယ်ရှက်ဖို့ကောင်းပါတယ်တောင်းဝင်ရှိတဲ့လူအနေနဲ့ဒါကိုရှက်တတ်လို့ရှိရင်ပေါ့မဖြစ်တဲ့ကိစ္စနောက်တစ်ချက်ကဒီစောင်းတွေတက်တန်းမတိုးတာဘုန်းကြီးကပြောလို့အကျိုးမြတ်တွေအားလုံးကဆက်ဆက်နေကြတယ်ဒါကြောင့်မလို့တက်တန်းမတိုးပေးတယ်အဲ့တော့ဘုပြည်သူဘက်ကအရှင်းပြောရင်အလုပ်သမားတွေဘက်ကတက်ကြွပါဝင်လှုံ့ဆော်ပြောဆိုရင်ဆိုင်နိုင်မဲ့အင်အားစုတွေမရှိတော့ဘူးအဲ့လိုမရှိအောင်လည်းအားလုံးကိုဖြိုခွင်းထားတယ်လက်ရှိထိုင်းမှာဆိုအဲ့လိုအင်အားစုမရှိအောင်ဖြိုခွင်းထားတာအင်အားစုတစ်ခုပေါ်လာတယ်အကြောင်းပြချက်တစ်ခုနဲ့ဖြိုတယ်ချက်ချင်းနော်ကျွန်တော်တို့တော့မှဘာမှမဆိုင်ဘဲနဲ့နော်အခြားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုမာဖီးယားခေါင်းဆောင်ဆိုပြီးတော့နော်ဟိုဌာနဆိုင်ရာတွေကိုလွတ်တော်ဒိတ်တင်တင်ဒါမျိုးတွေပေါက်ပြရတွေလောက်လာတဲ့အဆင့်ကြီးကျွန်တော်ခံခဲ့ရတယ်နော်ဘာမှလောက်တော့မဟုတ်ကျွန်တော်ထိုင်းနိုင်ငံမှာနေတယ်ထိုင်းဥပဒေကိုလေးစားတယ်လိုက်တာထိုင်းနိုင်ငံမှာနေခဲ့တဲ့ကာလကိုထိုင်းနိုင်ငံကိုကျွန်တော်အခွန်အခတွေပေးပြီးတော့ဗီဇာတောင်းပြီးတော့ကျွန်တော်နေခဲ့တယ်အရင်ခေတ်တွေကနော်အဲ့လိုနေခဲ့တယ်အခုနောက်ပိုင်းလည်းထိုင်းဥပဒေတွေကိုချိုးဖောက်ထားတာဘူးမှမရှိဘူးနော်ဒါပေမဲ့ကျွန်တော်နိုင်ငံလွတ်မြောက်ရေးအတွက်တော့ကျွန်တော်တို့ကြိုးစားရမယ်အဲ့အတွက်ကျွန်တော်ထောက်ဖို့လုပ်တယ်ဒီဟာကိုမျိုးစုံတိုက်ခိုက်กันထီတယ်နော်အဲ့တော့ထားပါဒါကတော့မပြောလို့ကျွန်တော်အကြောင်းပါတော့အဓိကပြောချင်တာကစကားစပြတ်သွားလို့အဲ့ဒီတကြံမှာအိမ်ပြန်လို့ရတယ်ဆိုတဲ့လူတွေပြန်လို့ရှိရင်ပြန်တက်မလာရဖြစ်သွားနိုင်တယ်နော်အဲ့ဒါအရေးကြီးတယ်အင်မတန်အရေးကြီးတယ်ကျွန်တော်တို့နိုင်ငံသားတွေကနေဘလို့ပဲဖြစ်ဖြစ်ဟိုမှာတိုင်းပြည်လုံးပဲမီးတောင်နေပါစေအပျော်ဟဲ့လို့អော်လိုက်တာနဲ့ညံ့ပါတယ်အဲ့တော့တကြံကပြန်လို့ရတယ်အလကားပြန်လို့ရတယ် free ပြန်လို့ရတယ်အိမ်ပြန်လို့တူစရာမလိုပဲပြန်ရမယ်ပြန်တက်လာလို့မရမှဟိုလူကဲပါဒီလူကဲပါမရဖြစ်သွားလိမ့်မယ်နော်အင်မတန်အရေးကြီးပါတယ်အပျော်အပါးစိတ်တွေကိုလျှော့ကြပါအိမ်ကတော့လူတိုင်းပြန်ကျင်ကြတယ်တကြံလူတိုင်းလဲကျင်ကြတယ်ကျွန်တော်ဆိုတကြံမလဲရတာကြာပြီဒီပေါက်လောက်ဖြစ်နေတယ်မသိနော်လဲကျင်တာပေါ့ဟုတ်တယ်မလားကိုယ်ငယ်ငယ်တကြံဆိုမူယူပျော်ပါသွားလားဟုတ်တယ်မလားလူငယ်ဘဝစော်တယ်နဲ့လဲဟုတ်တယ်မလားလဲကျင်တယ်ဟာသားနေကျင်တာပေါ့ဟုတ်တယ်နော်ဘူးလည်းအသက်မကြီးသေးဘူးမပြက်သေးဘူးပြန်ပြီးလဲကျင်တာပေါ့ဟုတ်တယ်မလားဒါပေမဲ့လို့အချိန်ခါကိုကျွန်တော်ကြည့်ရတယ်ဒီကာလဟာလုံးဝမပြန်တဲ့ကာလဒါကြောင့်မို့လို့တကြံမှာပြန်ဖို့စိတ်ကူးရှိတဲ့လူတွေအားလုံးဖြစ်နိုင်လုံးဝမပြန်ပါနဲ့လို့ဒီဗီဒီယိုဖိုင်နဲ့တတိပေးကြရင်ဖြစ်ပါတယ်ပြန်လို့ရှိရင်ဒုက္ခရောက်မှာနံပါတ်1မြန်မာပြည်တွင်းမှာဖြစ်နေတဲ့အနေအထားပစ္စည်းတစ်ခုတော့တည်ကျင်တိုင်းတည်လို့မရဘူးခမားအိမ်ကထွက်တဲ့စပားရောင်းနေတိုင်းရောင်းလို့မရဘူးတည်ပြီးတော့ကားနဲ့အဲ့ဒီအနေအထားဖြစ်နေပြီအဲ့တော့ကိုယ့်တရွာတွေကိုကွက်မကြည့်ပါနဲ့တချို့တလေကကိုယ့်ရွာကိုယ့်ဒေတာတော့ပဲကွက်ကြည့်တယ်ငါတို့ရွာမှာအေးဆေးပဲဘာမှမဖြစ်ဘူးလေပြန်မယ်လေမရဘူးနော်တနိုင်ငံလုံးဖြစ်နေတဲ့အတိုင်းအတာကိုကြည့်ပါနံပါတ်1အချက်ပြန်သွားရင်ဟိုမှာအေးချမ်းဆိုတာနေလို့မရဘူးရှင်းလေးပဲအခုဒီတစ်ချမ်းပြောလို့မရဘူးစစ်ကောင်စီလောက်ရအများကြီးရှိတယ်ဘာဖြစ်လို့လဲအတန်းဖက်လောက်ရတယ်လောက်မယ်ဆိုတော့ဟိုအရင်ကကျွန်တော်ကြားခဲ့တယ်ဘာကြောက်ကြားလဲ PDF တွေရှိကတိန်းထားတဲ့ဒီလက်လုံမိုင်းတွေနော်ဒီ PDF ဝစ်စုံတွေဒီလက်လုံတနတ်တွေဒါတွေနဲ့အဲ့ဒီနောက်ဆုံးကြိုက်သူတို့က PDF အရောက်ဆောင်ပြီးတော့ဒီပြည်သူတွေကိုဒီလူစီကားတဲ့နေရာတွေမှာဘုံခွဲမယ်တတ်မယ်ဖြတ်မယ်ပြီးလို့ရှိရင် PDF ကအကြမ်းဖက်ပါတယ်ဆိုပြီးတော့ကဘာကိုလိမ့်မယ်
ဒီလောက်ရက်တွေလောက်ဖို့အတွက်အစင်းလေးစ조사ထားပြီးတော့သူတို့ရဲ့အကောင် plan ရှိပြီးသားဒါတွေလည်းကြိုတင်သတင်းရထားပြီးသားတွေဒါကြောင့်မို့လို့အခုလိုကာလမျိုးကလုံးဝမတော်တဲ့ကာလနောက်တစ်ချက်ကပြန်မဲ့လူတွေအားလုံးတွေအပီးပြန်မယ်ဆိုရင်တော့ကျွန်တော်မပြောလို့ဟုတ်တယ်မလားငါတို့နိုင်ငံဒုက္ခငါတို့လည်းအပီးပြန်ခါတိလို့အကဲအပီးမပြန်ဘူးဆိုရင်ပြန်တက်လာမယ်နံပါတ်1အဝအနေစစ်ကောင်စီကခင်ဗျားတို့ကိုပေါ်တာဖမ်းဆွဲမယ်ဆိုဘယ်လိုလုပ်နံပါတ်2ကိုဗီဇာကလက်ထဲဗီဇာရတဲ့မဟုတ်ထိုင်းဆိုရပေးတဲ့ဗီဇာစောက်ကဟိုနေနဲ့မရှိတယ်နေနဲ့မရှိသေးတာအဲ့ဒါနေမှာကြည်ကြောင်ထားပြီးတော့ဗီဇာမရှိတဲ့လူပေးဝင်ခိုင်းလို့ဆိုဘယ်လိုလုပ်ဘယ်သူကအာမခံထားလဲဒါကြောင့်မလို့အချက်တိုင်းကိုကြည့်လိုက်မယ်ဆိုပြန်တဲ့အချက်မှမရှိပါဘူးဒါကထိုင်းရောက်တွေအတွက်ပဲပြောတာနော်အခြားသောနိုင်ငံသားတွေအနေနဲ့လည်းတကြံကိုပြန်လည်မယ်ဆိုတဲ့အရာကြီးကလုံးဝမဖြစ်တဲ့အရာကြီးပါဒီကာလမှာလူတိုင်းကပြည်တွင်းကနေအပြင်ကိုထွက်ကားဖို့အရေးစ조사နေတာဖြစ်တဲ့အတွက်ပြည်ပမှာရောက်နေတဲ့သူတွေအနေနဲ့ပြည်တွင်းကိုပြန်မယ်ဆိုတာအင်မတန်အန္တရာယ်ရှိတဲ့အလုပ်ကိုပြန်လုပ်တာပဲရှင်းရှင်းပြောရင်တော့ကြားကတွင်းကိုပါဇက်သွားထည့်လာတဲ့အတူတူပဲလက်သွားထည့်လာတဲ့အတူတူပဲ sorry နော်ကြားပါဇက်ထည့်လက်သွားထည့်တာကမကြိုက်ခင်မှာဖယ်လို့ရရင်ရလိမ့်မယ်ဒါပေမဲ့အခုလိုပြန်သွားတယ်ကိုရက်ကနော်စစ်ကောင်စီကနေဒီထိုင်းနိုင်ငံမှာမိတဲ့သူတွေခဏမိတယ်အားလုံးတည်းတယ်မနေ့ကလည်းဖျားသုံးစုဘက်ကနေတက်လာတာမိတယ်နော်16ရောက်ခွက်ကားထဲမှာထပ်ပြီးတော့ဒါကဘောလုံးလို့ခေါ်တယ်ခိုင်းပွဲစားတွေရဲ့စကားအတုံးတော့ဘောလုံးကဲ့တယ်ဆိုတာနော်အဲ့ဒါဘောလုံးကဲ့လို့ရှိရင်လုတ်ကင်ဆိုတဲ့အိမ်စီးကားလေးတို့တောင်မှသူတို့နည်းနည်းအကောင်ကြီးတဲ့ကောင်ကအောက်ဆုံးကထိုင်တယ်နည်းနည်းအလက်ကအပေါ်ကအနည်းဆုံး3ယောက်ထပ်ထိုင်ရတယ်အဲ့ဒီကားကောင်ကတလူထပ်ပြီးတော့အဲ့လိုထည့်ရတယ်ဒီလောက်ကဘာတစည်းဆိုရင်တော့အနည်းဆုံး12ယောက်15ယောက်ထည့်စဉ်းစားကြည့်တကားတစ်ဖက်တည်းရှိတဲ့နော်လောက်ကဘာအဲ့ဒီကားတော်မှာ12ယောက်13ယောက်ထည့်လွတ်တော့တွေပါတယ်ဒီပေါင်မုတ်ကားပေါ့မြန်မာပြည်ခေါ်တဲ့ပေါင်မုတ်ကားဆိုအနည်းဆုံးအစိတ်30ထည့်ရှော့တွေကိုပြင်ထားတယ်အဲ့ဒါဘောလုံးလို့ခေါ်တယ်အဲ့ဒီဘောလုံးကဲ့ပြီးတော့ဝင်လာသမျှအရာကိုအရင်တော့တွတ်တူလမ်းကြောင်းတွေရှိအခုနောက်ပိုင်းမှာလုံးဝမရတော့ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းပြောထိုင်းအနေနဲ့ဗျာပွင့်လင်းပြောမယ်လူမထပ်မလို့တော့လူထပ်မလို့တဲ့အတွက်အဲ့ဒီနယ်ဆက်တင်းကျပ်မှုတွေကိုပြည့်ပြည့်ဝဝလုပ်တယ်ဒီကာလမှာဝင်လာမှဒီမြန်မာပြည်မှာနေလို့မရတဲ့အတွက်တိုင်းပြည်လုံးဝင်လာမှဆိုတာကိုသူတို့ကောင်းကောင်းသိတယ်ဒါပေမဲ့သူတို့မှခိုက်ရိုင်းပြောရင်ကျွန်ထပ်မလို့တော့သူတို့လိုတာကျွန်မင်းမြန်မာပြည်မှာကြိုက်တဲ့လောက်ချမ်းသာပါစေထိုင်းဝင်လာရင်မင်းကိုကြည့်ကန်ကြည့်တယ်ကျွန်ကြည့်ကန်ကြည့်တယ်လောက်ခိုင်းတဲ့အလုပ်ကလည်းကျွန်နေခိုင်းတဲ့အလုပ်ပဲလုပ်ခိုင်းတယ်နော်သပင်ညက်တော့ညက်တတ်တာညက်ခွင့်မရှိဘူးပညာရှင်အစ်စ်လုပ်ခွင့်မရှိဘူးပညာရှင်အစ်စ်လုပ်ခွင့်လုပ်ချင်တယ်ဆိုရင် business visa ရှောက်စီးပွားရေးကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်အမည်နဲ့လာအဲ့ဒါမှမင်းကိုဖွင့်ပေးလိုက်တာမန်လူတယောက်လာမယ်ငါပတ်စံရှိတယ်ထိုင်းမှာလာပြီးတော့လုပ်ငန်းတစ်ခုတည်ဆောက်မှာမရဘူးသပင်ညက်တတ်တော့မှသပင်ညက်ဆိုင်ဖွင့်လို့မရဘူးအလှပြင်တတ်တော့မှအလှပြင်ဆိုင်ဖွင့်လို့မရဘူးနော်နောက်ဆုံးတစ်ထေးကကိုယ့်ကိုယုံကြည်လို့ဒီငွေကင်နေရာမှာထားမှာတော့မှအရန်ကင်လို့မရဘူးငွေကင်ခွင့်ကိုတီးတန့်ပြန်တောင်းပြီးတော့တစ်ထေးကလက်လွှဲတယ်ဒီလူကိုငွေကင်ခွင့်ပေးထားပါတယ်ဆိုတော့ကပ်ပြားနဲ့မှအဲ့ဒီမှာကောင်တာမှာငွေကင်ခွင့်ရတယ်အဲ့လောက်ထိမြန်မာပြည်သားတွေကိုထုတ်ဖြစ်ထားတာအားလုံးနဲ့ TV ဖြစ်တဲ့ထိုင်းရောက်တယ်ဆိုတာအခြားထိုင်းရောက်တဲ့လူတွေတိအောင်ပြောပြတယ်နော်ကိုဆိုင်မှာတစ်ထေးကကိုယုံလို့ရမင်းပတ်စံပုံကင်လိုက်နော်မင်းအဲ့ဒါရှိရတယ်ပတ်စံအကျွေးကောက်ပေးအဲ့ဒါတော့ကောက်ရှင်ဖမ်းလို့ရတယ်အလုံးလုံးခွင့်ဝက်ပါမစ်ဆိုတာရှိတယ်ဗီဇာရှိတယ်နော်ကိုယ်မှာ passport လည်းရှိတယ်ဝက်ပါမစ်လည်းရှိတယ်ဗီဇာလည်းရှိတယ်ဒါပေမဲ့ဝက်ပါမစ်ထဲမှာရှိတဲ့အလုပ်ကတပေါ့စောက်လို့ရေးလုပ်ငန်းလုပ်နေတယ်ကိုကမွေးမြူသွားလို့ဖမ်းလို့ရတယ်နော်အဲ့ဒီဝက်ပါမစ်ထဲမှာပါတဲ့တထင်းနာမည်ကဥဖြူခမည်းကဥနီကြီးမှာသွားပြီးအလုပ်လုပ်ပြီးဖမ်းလို့ရတယ်ကဲဘာမှကောင်းနေပြီနော်ဈေးရောင်းဈေးဝယ်ဘာမှလုပ်လို့မရဘူးအရင်ကြီးရှိတယ်နော်ဒါမှမဟုတ်ကိုကလူများလုပ်မလုပ်ရှင်ဘူးဖလမိုင်းလေးဟိုကဘလို့အတီးစုံလေးကိုမှာပြီးတော့ရေခဲပုံးလေးနဲ့လမ်းဘေးမှာရောင်းနေတယ်မရပါဘူးရောင်းလို့မရှိပါဘူးလက်ရှိရောင်းနေတဲ့ထိုင်းမှာရှိတဲ့မြန်မာတွေအပတ်စံပေးပြီးရောင်းတရားဝင်ရောင်းလို့မရှိဘူးပိတ်ထားတာအားလုံးအချက်ပေါင်းများစွာပဲအလုပ်သမားတွေကိုကန့်တက်ထားတာဒါပေမဲ့ဒါကိုကျွန်တော်တို့ကတွားပြောလို့မရဘူးသူတို့နိုင်ငံဟုတ်တယ်မလားသူတို့နိုင်ငံကိုသူတို့အတွက်လည်းခက်ရိုင်းတော့ဂျွန်တွေပေါ်နေတယ်ကြာမကြိုက်တော့မကြိုက်ရင်မလုပ်နဲ့ဒါပေမဲ့အခုဒေါ်လာရင်းပြီးလို့အားလုံးပြန်သွားကြည့်ဘာဖြစ်လာမလဲအဲ့ဒီတနေ့ရောက်ဖို့တော့ကကျွန်တော်တို့ကစူးစမ်းသူများနိုင်ငံမှာကျွန်တော်တို့နေကြအကြောင်းပြုဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တယ်ကျမဒီပြည်ပရောက်နေတဲ့ထိုင်းရောက်လာတဲ့အချိန်မှာပြန်သွားတဲ့အချိန်မှာဝင်ကြီးတွေပြောတယ်ဒီပြည်ပရောက်နေတဲ့ကျမတို့နိုင်ငံသားတွေကျမပြန်ခေါ်ချင်တယ်ဘယ်လိုလုပ်ပါမလဲခေါင်းဆောင်ဆိုတာအဲ့ဒါပေမဲ့အခုမင်းအောင်နိုင်ရုရှားကိုသွားတယ်ဟ
ဟာရုရှားမှာတဲ့နိုင်ငံပူးပေါင်းအလုပ်သမားစေလို့ရေးဆိုကျွန်ရောင်းစားတာလက်မှတ်ထိုးတာအဲ့ဒါကိုဘောမတွေကသူတို့ခေါင်းဆောင်အားတဲ့ဟိုတိုင်းပြည်သူကောင်းဖို့လုပ်လာတယ်အဲ့လောက်ထိညံနေတဲ့အောက်တန်းသားတွေကိုပြည်သူကိုကြုံဖြစ်သူများနိုင်ငံရောင်းစားတာကိုကောင်းတဲ့ခေါင်းဆောင်လို့တတ်မှတ်နေကြတဲ့ကောင်တွေရှိနေတယ်များတော့အဲ့ဒီစစ်တပ်ကဘယ်တော့မှလူရောက်မှာမဟုတ်ဘူးကျင်းနေဒါကြောင့်မို့လို့ကျွန်တော်တို့အခုပြည်ပရောက်နေတဲ့လောက်ကမှာကျွန်တော်တို့သူများနိုင်ငံမှာဘလောက်ပဲပတ်စံရရတလုံးနေကြအကြောင်းရှိကျွန်တော်တို့သူများနိုင်ငံမှာပတ်စံရတယ်ဆိုတာကကျွန်တော်တို့နိုင်ငံတုံးစားလို့မရဘူးအဲ့ဒါမတ်မောရမယ့်အရာမဟုတ်ဘူးအမေရိကန်နိုင်ငံသားတွေဂျပန်နိုင်ငံသားတွေသူများနိုင်ငံထွက်ပြီးပတ်စံအလုပ်လုပ်ပတ်စံရတယ်ဆိုဘယ်လောက်လဲသူတို့နိုင်ငံသူများနိုင်ငံနဲ့ပိုရတယ်လေအဲ့တော့ကျွန်တော်တို့နိုင်ငံနဲ့အဲ့လိုရဖို့အတွက်ကျွန်တော်တို့တိုင်းပြည်မှာဒီစစ်အာဏာရှင်စနစ်အမြင့်ပြတ်ဖို့လိုတယ်ဒီတော်လှန်ရေးအောင်မြင်ဖို့လိုတယ်ဒါကြောင့်မလို့ပြည်ပရောက်တဲ့အနေနဲ့ကိုလို့မယ်ကြိုးစားကြပါတော်လှန်ရေးကိုလည်းတစ်ဖက်တစ်လမ်းကမပစ်ထားပါနဲ့ဆိုတာဒါကိုပြောတာလုံးနိုင်တော့လုပ်ပါကိုပတ်စံကိုကိုတော်လှန်ရေးအတွက်ထည့်ဝင်တာဘာမှကြောက်စရာအကြောင်းမရှိဘူးတခုရှိတယ်အခုကျွန်တော်ထောက်ဖို့တယ်အလူခံခွင့်မရှိဘူးဒါမှန်တယ်သူ့နိုင်ငံဥပဒေဒါပေမဲ့ကိုပတ်စံကိုမြန်မာပြည်ကိုကြိုက်တယ်လို့ပို့မယ်လေဘလူးကိစ္စအကြောင်းရှိတယ်တရားဝင်ရထားတဲ့ငွေလေဘာမှအကြောက်တရားထားတဲ့အကြောင်းမရှိဘူးအဲ့တော့တော်လှန်ရေးတော့ငွေလူတို့ဖမ်းလို့မရဘူးရှင်းလေးနော်လက်ရှိချိန်ထိတော်လှန်ရေးအင်အားစုကိုဘယ်သူမှအကြမ်းဖက်ဖြစ်ကြီးညာထားတာမဟုတ်ဘူးနော်မင်းအောင်နိုင်ကိုလည်းအစိုးရပြစ်ထိုင်းနိုင်ငံတတ်မှတ်ထားတာမဟုတ်ဘူးအဲ့တော့ဒီချိန်မှာကျွန်တော်တိုင်းပြည်အစိုးရနှစ်ရက်ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ကျုပ်တို့အားပေးနေတဲ့အစိုးရကိုကျုပ်တို့အားပေးမယ်အဲ့ဒါဘယ်သူမှပြောပါလို့မရှိဘူးနော်အလူခံခွင့်မရှိဘူးဆိုတာမှန်တယ်ဒါကသူ့နိုင်ငံဥပဒေဟုတ်တယ်နော်ဒါပေမဲ့ကိုယ်ငွေကိုကြိုက်တယ်လို့လုပ်ပိုင်လို့ရှိတယ်ဒါလေးကိုအားလုံးနားလည်ဖို့လိုတယ်ချို့တကြတော့ကြောက်တာပဲရှိတယ်စွတ်ကြောက်နေတာဘာတွေကြောက်လို့ကြောက်မှန်းမသိဘူးမင်းဘာကြောက်လဲမေးတော့တီးနေတယ်အေးမတိကောင်းတယ်လို့မတိတာအောင်ကြောက်နေမတိကောင်းတယ်ချို့လောက်ရုံနဲ့မှရှိတယ်ဟာကြောက်တယ်ဘာကြောက်တာလဲဆိုမတိဘူးလေမတိမဲနဲ့ကြောက်တဲ့လူတွေကျွန်တော်တိုင်းအများကြီးရှိတယ်အဲ့ဒါလို့မတိမဲနဲ့ကြောက်ကြလို့ဒီချိန်ကြီးအဲ့စစ်အာဏာရှင်တွေကတိုင်းပြည်ပေါ်တက်ပြီးတော့လီးရပြနေတာအဲ့ဒါပဲအကြောက်တရားကိုကျွန်တော်ဖျောက်ကြပါကျွန်တော်တို့တွေကြောက်နေလို့မရဘူးကြောက်တတ်တာပေါ့ကျွန်တော်ဆိုပို့ဆိုးတယ်ဘုရင်ကပြောလို့အန်ရဆက်ကွင်းထဲမှာတစ်ချက်လေးပဲကျွန်တော်တို့မျိုးတောက်ချောက်ထောက်ထားတာအကုန်လုံးကြောက်တာပေါ့တတိယနိုင်ငံသွားမလားရတာပေါ့တော်ကြီးဘာလို့မလဲကျွန်တော်လုပ်ချင်တာတော်လှန်ရေးအောင်မြင်ခြင်းတယ်လေဗျာဟုတ်တယ်မလားတတိယနိုင်ငံသွားပြီးဒီတော်လှန်ရေးကိုပြစ်သွားမယ်သူပြောတော့ဒီနိုင်ငံမှာမှကျွန်တော်ဒီတော်လှန်ရေးပြစ်ပြီးတော့မလုပ်ဘဲနေတော့မှာပေါ့ကျွန်တော်တော်လှန်ရေးမလုပ်ခင်လည်းအေးစေးကိုပိုင်အလုံးနဲ့နော်ရက်တည်လာခဲ့တဲ့လူတယောက်ဟုတ်တယ်နော်အဲ့တော့တတိယနိုင်ငံတော့ကျွန်တော်တခုရှိတယ်ဒီနိုင်ငံမှာနေလို့မရဘူးဖမ်းမယ်စီးမယ်တတ်မယ်ဖြတ်မယ်ဘလို့မှနေလို့မရဘူးဒါဆိုရှောင်ရမယ်ဆိုတော့တမျိုးပေါ့ဟုတ်တယ်နော်ဒီမှာလည်းနေလို့ရတဲ့အတူတူတော့ဘယ်တော့မှကျွန်တော်မတော်ဘူးအဲ့ဒါကျွန်တော်ခံယူချက်ပဲနေလို့မရဘူးဆိုတော့ဒါတမျိုးစဉ်းစားနေလို့ရတဲ့ရွေးကတော့ကျွန်တော်တို့တိုင်းပြည်ပဲကျွန်တော်လုပ်လို့ရမှာပဲဒါကြောင့်မို့လို့အခြားသောညီကောင်မောင်မတွေပြောချင်တာကလည်းအပျော်ပါးတွေလျှော့ပါကျွန်တော်တို့တိုင်းပြည်အတွက်အရေးကြီးတဲ့ကာလကိုရောက်နေပါပြီကျွန်တော်တို့တွေအတူတကွနိုင်တော့ဝိုင်းလုပ်ကြမယ်ဆိုကျွန်တော်တိုင်းပြည်ကလွတ်မှာပါเนาะအဲ့တော့ဒီကာလတကြံကာလမှာပြန်မဲ့လူတွေအနေနဲ့အထူးတတိထားပါအရေးကြီးလို့ဒီဟာလေးကိုကျွန်တော်ကျင်ညာပေးရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘေးကင်းကြပါ